Hey hi how are you ဒီနေ့ပြောပြသွားမှာကတော့ထိုင်ကုန်မှာထိုင်နေနဲ့အလွယ်တကူပြုလုပ်နိုင်တဲ့လေ့ကျင့်ခန်းလေးတွေအကြောင်းပဲဖြစ်ပါတယ်ထိုင်ကုန်မှာထိုင်ပြီး screen သုံးပြုချိန်များတာနဲ့အမျှညောင်းညလာတဲ့အခါ regular break အနေနဲ့ stretching exercise တစ်ခုခုပြုလုပ်ပေးနိုင်ပါတယ်ထိုင်ကုန်မှာထိုင်ရင်ပြုလုပ်နိုင်တဲ့လွယ်ကူရိုးရှင်းတဲ့လေ့ကျင့်ခန်းလေးတွေကတော့ side stretching spine twist spine lengthening neck stretching shoulder stretchingစတဲ့လေ့ကျင့်ခန်းလေးတွေပြုလုပ်ပေးနိုင်ပါတယ် See you again